တကောင်လည်းအထီးကျန်နေခဲ့တဲ့ပန်ကြီးလေးအတွက်ဒီနေ့ဟာတကယ်ကိုထူးခြားတဲ့နေ့တစ်နေ့ပါပဲတရိษံယုံကတာဝန်ရှိသူတွေဟာပန်ကြီးလေးအတွက်မိခင်မျိုးတာရရှိစေဖို့မြောက်အမေကြီးတွေနဲ့အကြိမ်ကြိမ်မိဆက်ပေးခဲ့ကြပါတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီကမြောက်အမေကြီးတကောင်ဟာပန်ကြီးလေးကိုသူ့သားအရင်းလေးလိုပဲငွေနွေးထွေးထွေးလက်ခံပေးခဲ့ပါတယ်အရင်ကဆိုရင်အဖော်မဲ့ဒီသူ့ရဲ့အယုတ်လေးကိုပဲဖတ်တယ်ထားတတ်တဲ့ပန်ကြီးလေးဟာအခုတော့အယုတ်လေးကိုတောင်မေ့သွားတဲ့အထိမိခင်ရဲ့ရင်ခွင်ထဲမှာပျော်ရွှင်နေပါတယ်မြောက်အမေကြီးကပန်ကြီးလေးကိုရင်ခွင်ထဲထည့်ပြီးဖတ်ထားပေးုံတယ်မကဘူးတကိုရဲတန်ရှင်းရဲ grooming တွေလည်းအသေးချာလုပ်ပေးနေတာကိုတွေ့ရပါတယ်ဒါဟာပန်ကြီးလေးအတွက်တော့ပထမဆုံးချိန်ခံစားမှုတဲ့မိခင်မေတ္တာရဲ့နှွေထွေးမှုပါပဲတရိษံယုံကဝန်ထမ်းတွေဟာလည်းပန်ကြီးလေးကိုမြောက်အုပ်စုထဲမှာအစင်ပြေပြေဝင်ဆန်သွားအောင်တဆင်ချင်းစီစိတ်ရှည်လက်ရှည်စူးစမ်းပေးခဲ့ကြတာပါအခုဆိုရင်တော့ပန်ကြီးလေးဟာအရင်ကထက်အများကြီးပိုပြီးယုံကြည်မှု confidence ရှိလာတယ်လို့တခြားမြောက်တွေကလည်းသူ့ကိုတဖြည်းဖြည်းလက်ခံလာကြပြီဖြစ်တဲ့အတွက်တကယ်ကိုဝမ်းသာစရာသတင်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ